ငယ်ယိုသေးမှုကိုမင်းမသိတော့ဘူးလားဟုတ်လားဖုံးစီမင်းပင်ပန်းတာကိုညီလေးသိပါတယ်ဒါပေမဲ့စီးပွားရေးလုပ်တယ်ဆိုတာခွန်အားတစ်ခုတည်းနဲ့တင်ပိုက်ဆံအများကြီးရှာလို့ရတာမဟုတ်ဘူးမင်းကငယ်သေးတော့ဒီထဲကရေနက်ကိုမသိသေးဘူးအနေနဲ့အားလုံးကိုငါတယောက်တည်းတာဝန်ယူထားရတာအစားအသောက်ကြောင့်ပြဿနာတစ်ခုခုတက်ရင်ထောင်ကြမှာကငါမင်းမဟုတ်ဘူးပြီးတော့ညီလေးကဒါဟာမင်းကိုလေ့ကျင့်ပေးနေတာပဲမင်းလိုတက္ကသိုလ်မတက်ဘူးတဲ့ကျေးလက်ကကောင်းလေးတယောက်ဘယ်နေရာမှာတစ်လကို1000ရမှာလဲဒီ8000ကိုယူပြီးမင်းစာတီးမျိုးမှာအိမ်တလုံးဆောက်ပြီးမင်းမတယောက်ယူလိုက်ပါနောက်နှစ်နွေရာသီကျရင်ဤလေးဆိုင်မှာပဲဆက်ပြီးစားဖို့မူကြီးလာလုပ်ပေးပါကောင်းကောင်းလုပ်ရင်နောက်နှစ်ကျရင်1000တိုးပေးပြီး1000ထိပေးမယ်ကျွန်တော်ကိုလေ့ကျင့်ပေးတာလား1000ထိတိုးပေးမယ်ဟုတ်လားရပါတယ်ညီလေးအေးဤလေးတို့ရဲ့စိတ်ကူးတွက်ချက်မှုတွေကိုကျွန်တော်အဝေးကြီးကလေးကအတိုင်းသားကြားနေရတယ်ချန်ဖုံမင်းပိုက်ဆံကိုယူလိုက်ရင်ဒီစရင်ကိုလက်ခံတယ်လို့မှတ်ယူရမယ်နော်မိသားစုအချင်းချင်းစကားများကြီးပြောစရာမလိုဘူးမိသားစုဟုတ်လားကျွန်တော်ဒီတကားကနေထွက်သွားတဲ့အချိန်ကစားပြီးဒီကျက်8000ဟာကျွန်တော်တို့မိသားစုနှစ်စုကြားကနောက်ဆုံးကြံရှိတဲ့ဆွေမျိုးတန်ရောစင်ကိုဖျက်တောက်လိုက်တာပဲကျွန်တော်ယူသွားတာကကျွန်တော်ရဲ့အသက်နဲ့လဲပြီးရလာတဲ့တွေးချင်းချွေးချင်းစာနာမှုပိုက်ဆံပဲကြံနေတဲ့9သိန်းနဲ့1000ကိုတော့ကျွန်တော်ချန်ဖုံးကဤလေးတို့လင်မယား2ယောက်အတွက်ခေါင်းတလားကြိုတင်ပေးချေတဲ့ပိုက်ဆံလိုပဲသဘောထားလိုက်ပါမယ်တရိษံစုပ်လေမင်းဘသူ့ကိုဆဲနေတာလဲဝန်ကြံကန်ကျွန်တော်ဒီနေ့စကားတခုံးချန်ထားခဲ့မယ်ကျွန်တော်ရဲ့အမွေးကြိုင်တွေနဲ့လက်ရမရှိရင်ဤလေးရဲ့ဒီဆိုင်ဟာဘာမှမဟုတ်ဘူးဒီညပြီးသွားရင်ဘာကိုအရင်ပြုတ်တယ်ဆိုတာဤလေးကိုကိုယ်တိုင်မျက်ဝါးထင်ထင်တွေ့စေရမယ်အန်တီရှောင်းဖုံးမအိတ်သေးဘူးလားအန်တီအခုလေးတင်မင်းဦးလေးဆိုင်နာကဖြစ်လာတာဒုတိယထပ်ကနေအော်ဟစ်ရန်ဖြစ်နေတဲ့အတန်တွေကြားခဲ့ရတယ်ဘာဖြစ်လို့လဲဝန်ကြီးကမင်းကိုထပ်ပြီးအနိုင်ကျင့်ပြန်ပြီလားဘာမှမဖြစ်ပါဘူးအန်တီဆုံးကျွန်တော်သူနဲ့ဖက်ဆက်လုပ်ငန်းခွဲလိုက်ပြီနောက်ဆိုအဲ့ဒီမှာလောက်တော့မှာမဟုတ်ဘူးအေးပါကွယ်အန်တီတီတာပဲအဲ့ဒီဝန်ကြီးကစိတ်ပုတ်ပြီးအရန်ကက်စေနေတာပြီးခဲ့တဲ့လအနေငယ်အတွင်းမင်းဘလို့ဖြစ်သွားလဲဆိုတာပတ်ဝန်းကျင်ကလူတိုင်းမြင်နေရတာပဲခွဲလိုက်တာကောင်းပါတယ်မင်းရဲ့လက်ရမျိုးနဲ့ဆိုမျိုးတွေကဘဟိုတယ်ကြီးရဲ့ဖြစ်မင်းကိုမိဖို့ချောင်မှုကြီးအဖြစ်အလောက်ခံပါပါအန်တီဆုံးကျွန်တော်ဟိုတယ်ကြီးတွေကိုမသွားတော့ဘူးလမ်းဆုံးကအဲ့ဒီလူသူမနေတဲ့ဇရက်ဟောင်းနဲ့သူရှိကမြေကွက်လက်ကအခုထိအလွတ်ပဲလားဟင်အလွတ်ကတော့အလွတ်ပါပဲဒါပေမဲ့အဲ့ဒါကိုဘာလို့မေးတာလဲရှောင်းဖုံးမင်းအဲ့ဒီပျက်စီးနေတဲ့နေရာကိုငားကျင်လို့တော့မပြောနဲ့နော်အမိုးတော်မရှိဘူးမိုးရွာရင်ရေတံကုန်လိုဖြစ်နေမှာတီးတက်မိတာတော့မရှိဘူးလေကျွန်တော်ငားပါမယ်တစ်နှစ်ကိုလက်ငင်းငွေကျပ်1000ဆိုအဆင်ပြေမလားရှောင်းဖုံးမင်းယူသွားပြီလားမင်းလက်ရကောင်းပေမဲ့စားတော့ကုန်လုပ်ငန်းဆိုတာနေရာကောင်းဖို့လိုတယ်လေမင်းဦးလေးဆိုင်လမ်းထိပ်မှာဆိုတော့လူဘလောက်စီလဲကြည့်ဦးမင်းကငှက်တောင်မစင်တဲ့လမ်းဆုံးကပျက်စီးနေတဲ့ဇရက်ကိုတွားငားရင်ဘသူကလာစားမှာလဲအန်တီဆုံးလက်ရကောင်းရင်လူလာမှာပါကျွန်တော်အဲ့ဒီနေရာကိုပဲလိုချင်တယ်ဒီကိစ္စကနည်းနည်းလောနေလို့ပါအန်တီသဘောတူရင်မနေ့ဖြန်မနေ့အစောဆုံးလက်ငင်းငွေ1000လာပေးပါမယ်အိုးမင်းကတော့တကယ်ကောင်းပါတယ်ကလေးရဲ့ကောင်းပြီအန်တီလည်းပွင့်ပွင့်လင်းလင်းပဲပြောမယ်အဲ့ဒီနေရာကအလကားပြစ်ထားတာဆိုတော့မင်းမဲယူသုံးလိုက်ပါ1000တောင်မလိုပါဘူး1000ခွဲရဲ့ပေးပါမနေ့ဖြန်အန်တီဦးလေးလီကိုလွတ်လိုက်မယ်မိုးရိုတဲ့နေရာတွေဖြတ်ပြီးပြင်ပေးဖို့ပေါ့ပြီးရင်အန်တီတို့ဆိုင်ကနေလျှက်စစ်မီးကြိုးတစ်ချောင်းတွေ့ပေးမယ်ကျေးဇူးတင်ပါတယ်အန်တီဆုံးငွေ8000ရဲ့ကအိမ်လာခ1000ခွဲပေးလိုက်တော့အရင်နီးက9000ခွဲပဲကျန်တော့တယ်ဒီငွေပမာဏလေးနဲ့ဆိုရင်ပုံမှန်နေရာတစ်ခုမှာစတုရမ်းမီတာအနည်းငယ်ရှိတဲ့စိုင်းသေးလေးတစ်ခုကိုလွှဲပြောင်းယူဖို့တောင်မလောက်ဘူးစိုင်းပြင်ဖို့ပစ္စည်းကိရိယာတွေဝယ်ဖို့နဲ့ကုန်ကျန်းသွင်းဖို့ဆိုတာဝေးရောငါအောင်မြင်မှုပြန်ရချင်ရင်နဲ့ဝန်ကြံကန်းကိုငါးချေပွားအောင်နင်းချေချင်ရင်တော့ဒီစွန်စားမှုကိုလုံးဝဖြစ်တော့မယ်နောက်ရက်မနေ့အစောကြီးမှာကျွန်တော်အဲ့ဒီလူသူမနေတဲ့ဇရက်ကိုတွားခဲ့တယ်နေကင်းပက်ကြည့်ရတာကမင်းညကမောင်မောင်မီးမီးရဲ့မှာမြင်ရတာထက်တောင်ပိုပြီးပစ္စည်းကိုရင်းနေသေးတယ်မြေပြင်တစ်ခုလုံးကနှစ်ပေါင်းများစွာစုပုံနေတဲ့အစီညစ်အကျေအမဲရောင်တွေနဲ့ပြည့်နေတာပဲတန်ချစ်တက်နေတဲ့တန်တိုင်းနှဲငယ်ကလှုပ်လီလှုပ်လဲဖြစ်နေတဲ့အမိုးကိုမနှဲထောက်ထားရတယ်မီးပုံမရှိဘေးစင်မရှိရေခဲတစ်တာလည်းမရှိဘူးနောက်ထပ်2ရက်လုံးကျွန်တော်မမောမပန်းနိုင်တဲ့ဆက်ရုပ်တရုပ်လိုအလုပ်လုပ်ခဲ့တယ်အစီချွတ်စေးအိုးကြီး3အိုးဝယ်ပြီးမြေပြင်ပေါ်ဒူးထောက်ကတန်ကက်ကျိုးနဲ့မြေပြင်ရဲ့မူလအယောင်ပေါ်လာတဲ့အထိအတင်းတိုက်ချုပ်ခဲ့ရတယ်အတုံးဆောင်ဟောင်းအယောင်ဆိုင်ကိုသွားပြီးစတီးပုံကြီးကြီး9ပုံအောက်ဆီဂျင်ထုတ်ဆက်အကြီး3လုံးနဲ့ခောက်စားပွဲကုလားထိုင်အနေငယ်ရှာဖွေဝယ်ယူခဲ့တယ်မီးပြင်ထုတ်ပြီးဟင်းမကြက်ရတဲ့အတွက်ကြောင့်ရဲ့မီးခိုးစုပ်စနစ်မရှိတာကြောင့်ရဲ့ကျွန်တော်မီးဖို့အကြီးစားတော့မဝယ်ခဲ့ဘူးဟင်းရီစုဖို့အတွက်အလဲလက်စားလျက်စစ်မီးဖို့တစုံပဲဝယ်ခဲ့တယ်ဦးလေးလီကျွန်တော်ကိုလျက်စစ်မီးတွေ့တန်းပေးလိုက်တဲ့အချိန်မှာပဲခေါင်းပေါ်ကမိန်ပြမီးတီးလေးလင်းလာခဲ့တယ်ဒါဟာငါ့ရဲ့စစ်တလင်းပဲဟာနိုင်ပြီးဟစ်ဖဲပွင့်စုံနဲ့ကိုယ်တိုင်ဆွဲတာအိုးတထေးဝံဒီနေ့ကံကောင်းနေတာပဲဒါနဲ့ဟိုကောင်လေးကကိုပိုင်လုပ်ငန်းထောင်ဖို့ထွက်သွားတယ်လို့ကြားတယ်နော်လမ်းဆုံးကအန်တီဆုံရဲ့ပျက်စီးနေတဲ့ဇရက်ကိုတောင်ငားလိုက်သေးတယ်မလားအဲ့ဒီဂျေစုကန်းတဲ့ကောင်ကသူ့နေရာသူမသိဘူးသူမရှိရင်ကဘာကြီးလည်းပတ်မှုရက်သွားမယ်ထင်နေတာပူဆုံထုတ်ချက်ဖို့ဘာပညာလို့လဲလက်ကားစေးကနေအတင်းလို့ဟော့ပေါ့အနှစ်တွေဝဲဘီယာနှစ်ပလင်းလောက်လောင်းထည့်ပြီးတီးလိုက်ရုံပဲမဟုတ်လားခွေးတောင်လုတ်တက်တယ်ဒါပေမဲ့တထေးဝံအဲ့ဒီကောင်ကသူ့ရဲ့စုဆောင်းငွေအားလုံးကိုအဲ့ဒီလမ်းဘေးဆိုင်မှာပုံအောလိုက်တာသူ့မှာဝက်ဖဲတစ်ခုခုရှိနေလို့လားဖူဝက်ဖဲဟုတ်လားသူကဘယ်ကနေဝက်ဖဲရမှာလဲအဲ့ဒီတဲဆုံမှာမီခိုးစုပ်စနစ်တောင်မရှိဘူးရိုးရိုးမီးဖို့ခြောင်သုံးပစ္စည်းတောင်စုံအောင်မဝဲနိုင်ရှာဘူးသူက